ထီလက်မှတ်ကနေတိန်းတစ်ထောင်ပေါက်တယ်ဆိုပြီးတအိမ်လုံးပျော်နေကြတယ်တကယ်တော့အဲ့ဒီကန်ဆန်းမဲ့ချစ်ကတ်ဟာသူ့ယောက်ျားကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တယောက်ကစနောက်ဖို့အတွက်လူတိုင်းကိုလိုက်ဝေထားတဲ့အတူတွေဖြစ်တယ်ဒါကိုမသိတဲ့ဇနီးနဲ့ရောက်ခမကတော့အစ်စ်ထင်ပြီးယူမတက်ဖြစ်နေကြတယ်ယောက်ျားဖြစ်သူကဒါဟာစနောက်ထားတဲ့အတူပါလို့ရှင်းပြဖို့လုပ်ပေမဲ့အခြေအနေကလုံးဝကိုပြောင်းပြန်လန်သွားကကွာရှင်းကြဖို့ပြောတယ်မိမမနောက်ပါနဲ့ဒီထီလက်မှတ်ကအမှန်တော့ဆိုပြီးသူရှင်းပြဖို့စူးစမ်းပေမဲ့တိတ်ဆန်းဒီကတ်ကိုငါအရင်မြင်တာဒါကြောင့်ဒီသိန်းတစ်ထောင်လုံးကငါဟာပဲနင့်လိုအသုံးမကျတဲ့ကောင်အခုချက်ချင်းငါအိမ်ဘော်ကဆင်းသွားတော့လို့အော်ငေါက်ပြီးအိမ်ဘော်ကပါမောင်းချတယ်ရောက်ခမဖြစ်သူကလည်းဆင်းရဲပြီးဘာမှအသုံးမကျတဲ့တမက်အခုမှစုငွေလာခွဲချင်တာလားမနှက်ထန်ကြရင်ကွာရှင်းစာချုပ်မှာချက်ချင်းလက်မှတ်ထိုးပေးလိုက်ဆိုပြီးဝိုင်းနေကြတယ်အဲ့ဒီအချိန်မှာပဲယောက်ျားဖြစ်သူရဲ့ညီကိုလိုခင်ရတဲ့တငယ်ချင်းကအိမ်ကိုရောက်လာပြီးအချစ်သိန်းတစ်ထောင်ပေါက်တာတကယ်လားဆိုပြီးဝင်မေးလိုက်တဲ့အခါခင်မွန်းတီခါများအံ့ဩမင်သက်သွားရတယ်အဲ့ဒီမှာတင်ဇနီးတွေကလည်းဖုံးကွယ်မနေတော့ပဲဟုတ်တယ်သူနဲ့ငါနဲ့တွဲနေတာကြာပြီလို့ပြောရင်သူ့မျက်စိရှိတင်ပဲအဲ့ဒီတငယ်ချင်းနဲ့နမ်းပြလိုက်ကြသေးတယ်ယောက်ျားဖြစ်သူဟာရင်ထဲမှာစိုးနေနေရင်သူ့လှုပ်ထားတဲ့ချစ်ကက်အစုပ်လေးတစ်ဆောင်ကသူတို့အားလုံးရဲ့ဗီဇအမှန်ကိုမြင်အောင်ပြလိုက်တာပဲဆိုတာသိလိုက်ရတယ်ပိုပြီးစိတ်နာဖို့ကောင်းတာကဘိုက်ထဲကကလေးကိုတော့သူယူမယ်လို့ဇနီးတွေကိုပြောတဲ့အခါတငယ်ချင်းဆိုတဲ့ကောင်ကလောင်ပြုံးပြုံးပြီးလွန်ခဲ့တဲ့3လကကမ်းပိန်းထွက်တုန်းကမင်းအပြင်မှာအသားကင်နေတဲ့အချိန်ငါတို့2ယောက်အထဲမှာပျော်ရွှင်စွာအချိန်တွေကုန်ဆုံးပြီးရခဲ့တဲ့ကလေးကိုလို့ပြောလိုက်တဲ့စိတ်နာသွားတဲ့ခင်ပွန်းကလင်မယားပူးတွဲပိုင်ပစ္စည်းတွေကိုငါတခုမှမယူဘူးဒီအိမ်ကြီးကိုတော့ငါယူမယ်လို့ပြက်ပြက်တသားပြောပြီးလက်ထက်လက်စွပ်ကိုချွတ်ချပစ်ခဲ့တယ်နောက်နေ့မနက်မှာတော့ကွာရှင်းစာချုပ်ကိုအေးဆေးစွာလက်မှတ်ထိုးပေးလိုက်တဲ့ဇနီးဖြစ်သူကဒီနေ့ကစပြီးငါကဘီလီယံနာမကြီးဖြစ်တော့မှာမို့ငါနဲ့လာမပတ်သက်နဲ့တော့လို့မောက်မာစွာပြောသွားခဲ့တယ်ခင်မုန်းကတော့အဲ့ဒီထီလက်မှတ်ကအတူကြီးဆိုတာသူတို့တည်သွားတဲ့အချိန်ဘယ်လိုမျက်နှာပြတ်မလဲဆိုတာကိုပဲစောင့်ကြည့်နေတယ်အဲ့အချိန်မှာပဲခင်မုန်းတီစီကိုဆရာဝန်ကဖုန်းခေါ်လာပြီးဇနီးတဲ့လူနာရဲ့အဖေဒီလဆေးဆေးကိုအမြန်လာပေးသွင်းပေးပါလို့ပြောတယ်ခင်မွန်းတီကတရားဝင်ကွာရှင်းထားပြီးပြီမို့လို့သူ့ဇနီးတဲ့စီမှာပဲတောင်းဖို့ပြောလိုက်တယ်နောက်တနေ့မနက်ဆရာဝန်ကဇနီးတဲ့ကိုဆေးဖို့အမြန်မသွင်းရင်အဖေဖြစ်သူရဲ့အခြေအနေကပိုးဆိုးသွားနိုင်တယ်လို့တတိပေးတော့စုငွေကလည်းမနက်ဖြန်မှာထုတ်ရမှာမို့အခက်တွေ့နေတယ်ဒါနဲ့သူ့အမေကအကြံပေးတာနဲ့အတူတရက်ကို10%ပေးရမယ်အရေးပေါ်ချင်းငွေကနေပဲအမြန်ချေးလိုက်တယ်မနက်ဖြန်ကြရင်ငါကတထေးမကြီးဖြစ်တော့မှာပဲဒီလောက်အတိုးကိုဂယုစိုက်နေစရာလားဆိုပြီးမောက်မာနဲ့ယူလိုက်တာပဲတစ်ဖက်မှာတော့ခင်မွန်းတီကအင်ကြီးကိုချက်ချင်းရောင်းချပစ်လိုက်ပြီးကုမ္ပဏီကကမ်းလှမ်းထားတဲ့နိုင်ငံခြားကအကျိုးတူပါတနာအလုပ်ကိုလက်ခံကမနက်ဖြန်လေးစိတ်ကိုထွက်ဖို့အေးဆေးပြင်ဆင်နေခဲ့တဲ့ဇနီးတွေကတော့မနက်ဖြန်တထေးမကြီးဖြစ်ပြီဆိုတဲ့အတွေ့နဲ့အပေါင်းအသင်းတွေအကုန်ခေါ်ပြီးတောက်စားပျော်မြူနေတော့တယ်ဒါတင်မကသေးပဲချင်းငွေတွေကငွေတွေနဲ့ဈေးကြီးဆုံးအမတ်တစိအိတ်တွေနဲ့ဈေးကြီးဆုံးပြိုင်ကားတွေကိုပါချင်းငွေထက်ချေပြီးဝယ်ယူပစ်လိုက်တယ်နောက်တနေ့မနက်မှာတော့ဇနီးတဲ့တို့လူတစုဟာမကြခင်မှာငါတို့တကယ်တထေးကြီးတွေဖြစ်တော်မယ်ဆိုပြီးအပြောလုံးကတီစုငွေထုတ်တဲ့ရုံးခန်းစီကိုဝင်းကြွားနဲ့ရောက်လာကြတဲ့ကောင်တာကဝန်ထမ်းရှိကိုကပြားလေးတိုးပေးရင်းနဲ့ဇနီးတဲ့ကကျမတီစုငွေ3000လာထုတ်တာပါရှင်လို့ပြောလိုက်တဲ့အခါမှာတော့ဝန်ထမ်းတွေကထီလက်မှတ်ကိုစက်ကင်ဖက်ကြည့်တော့စက်ကအမှားပဲပြနေတာအချိန်ချင်းစူးစမ်းပြီးဖတ်ပေးပေမဲ့စက်ကလုံးဝဖတ်လို့မရတော့ဇနီးတဲ့ကစိတ်ဆိုးမှန်ဆိုးနဲ့မန်နေဂျာကိုအတင်းခေါ်ခိုင်းတော့တယ်မန်နေဂျာရောက်လာပြီးဒီစုငွေပမာဏကများတာကြောင့်တေချာအောင်အသေးစိတ်ထပ်စစ်ကြည့်တဲ့အခါဒီထီလက်မှတ်ကပြဿနာရှိနေတယ်လို့ပြောလိုက်တယ်ထိုအခါဇနီးတဲ့ကဒေါသတကြီးနဲ့စုငွေကများနေတော့မပေးချင်လို့ညှနေတာလားကျမတို့ကိုယ်တိုင်တေချာတိုက်စစ်ပြီးသားလို့ပြန်អော်တယ်မန်နေဂျာကလည်းစိတ်ရှိနဲ့ကျွန်တော်တို့ထီစင်တာမှာတင်းကျပ်တဲ့စီးမြင့်တွေရှိပါတယ်အခုဒီထီလက်မှတ်ပိုင်ရှင်ကတန်တရားဖြစ်เสียဖြစ်နေလို့ဘဲကနေဝယ်ခဲ့လဲဆိုတာကုညီဖြေချပေးပါလို့မေးလိုက်တယ်ဇနီးတွေလည်းပြတလဲနဲ့စိုးရင်တကြီးလမ်းဘေးကထီဆိုင်လေးကဝယ်ခဲ့တာလို့လိန်ပြောလိုက်တာပေါ့ဒါပေမဲ့မန်နေဂျာကလက်မှတ်ကိုတေချာကင်တွေကြည့်ပြီးဒီလက်မှတ်ရဲ့စက်ကူသားကကျွန်တော်တို့စီကစက်ကူနဲ့နည်းနည်းကွဲပြားနေတယ်ဒါကြောင့်ပြည်နယ်ထီရုံးချုပ်စီသွားထုတ်ဖို့ပဲပြောနိုင်မယ်လို့လွှတ်လိုက်တယ်အဖေစေဖို့အကျွေးတွေကလည်းရှိနေတော့အမေနဲ့ဇနီးတွေကမျောလင်းချက်မဲ့သွားပြီးဒါဟာအစတည်းကယောက်ျားဖြစ်သူကကြိုထုတ်သွားပြီးသားမို့လို့သုံးမရတော့တာလို့ထင်တော့တာပေါ့ဒါနဲ့သူတို့သားမိတွေလေစိတ်ကိုချက်ချင်းလိုက်သွားကြပြီးခင်မွန်းတီကိုတွေ့တာနဲ့နေငါရဲ့စုငွေတွေကိုခိုးသွားတာမဟုတ်လားပြန်ပေးစမ်းလို့ဝိုင်းတောင်းကြတယ်ခင်မွန်းတီကတော့အေးဆေးပဲဒါဟာအစတည်းကဘာမှတန်ဖိုးမရှိတဲ့အတူကြီးပါလို့ပြောပေမဲ့ဇနီးတွေကမယုံဘူးအနာကမီဒီယာတွေအကုန်လုံးရှေ့မှာဖုန်းထဲကပုံကိုထုတ်ပြပြီးကျမရဲ့စုငွေတွေကိုမခိုးရင်ဒီလိုမျိုးတညာတဲ့နဲ့ချမ်းသာသွားပြီးအကောင်းစားတွေတုံးနိုင်မှာမလားလို့ဆွဆွဲတော့တယ်ဒါတင်မကသေးပဲဇနီးတွေကမန်နေဂျာကိုအားလုံးရှိမှသူ့ယောက်ျားစုငွေထုတ်တဲ့မှတ်တမ်းတွေကိုစစ်ဆေးခိုင်းတယ်ဒါပေမဲ့မန်နေဂျာကဒီထီလက်မှတ်နံပါတ်နဲ့ဘာစုငွေထုတ်ယူတဲ့မှတ်တမ်းမှမရှိပါဘူးလို့ပြောလိုက်တဲ့အခါမှာတော့တစ်ဖက်ကရောက်ခမဖြစ်သူကမျက်လုံးတွေတောက်ပလာပြီးမထုတ်ရသေးဘူးဆိုရင်ဒါတွေကုန်ငါတို့ဟာပဲပေါ့သွားထုတ်လို့ရတာပဲဆိုကချက်ချင်းထီယုံချုပ်ကိုအပြေးလွှားသွားကြပြန်တယ်ထီယုံချုပ်ကိုရောက်တော့မန်နေဂျာစီကိုလက်မှတ်လေးထိုးပေးပြီးစခိုင်းတာပေါ့မန်နေဂျာကိုယ်တိုင်ဗဟိုယုံချုပ်ကနောက်ဆုံးပေါ်စကင်နာကိုတုံးပြီးအချိန်ချင်းစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားအောင်ပဲဒီထီလက်မှတ်ကအစ်စ်မှန်ဖြစ်ပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့ခင်မွန်းတီကမဖြစ်နိုင်ဘူးဆိုပြီးအံ့ဩမင်တက်နေတော့ဘေးကအတွင်းရမှုမလေးကဖုန်းထဲကထီလက်မှတ်စစ်မှာကျူအားကုတ်ပါပြီးအခုဇနီးတီကင်ထားတဲ့လက်မှတ်မှာမပါတဲ့အကြောင်းသတိထားမိပြီးပြောပြလိုက်တယ်အဲ့ဒီတော့မှခင်မွန်းတီကရိပ်မိသွားကဒီကောင်ကထီယုံချုပ်မန်နေဂျာနဲ့ခင်တာမို့လို့အကွက်စင်ပြီးအားလုံးကိုပေါင်းလိမ့်နေတာပဲလို့ထင်သွားတယ်ဒါပေမဲ့ဇနီးတီကတော့ခင်မွန်းဖြစ်သူကိုထီလက်မှတ်ကြီးပြပြီးမောက်မာနဲ့မန်နေဂျာကိုစုငွေဘယ်လိုထုတ်ရမလဲလို့မေးတော့တာပေါ့
မန်နေဂျာကလည်းလေတန်အေးအေးနဲ့စုငွေပမာဏကများတာကြောင့်အခွန်ဒေါ်လာ3သိန်းအရင်ဆောင်ရပါမယ်လို့ပြောလိုက်တယ်အမေဖြစ်သူကလည်းတပြားမှအလျှော့မခံပဲချက်ချင်းပေးမယ်လို့မတုံဆိုင်ပဲပြန်ပြောလိုက်တာပေါ့ဘေးကလူတွေကတော့ခင်မွန်းတီကိုမနာလိုလို့လိုက်ဖြတ်နေသူဆိုပြီးဝိုင်းပြပြောကြတယ်ခင်မွန်းဖြစ်သူကတော့မန်နေဂျာကသူ့ဇနီးကိုအခကြေးငွေအမျိုးမျိုးတောင်းပြီးအယူလုံငွေညစ်တော့မယ်ဆိုတာကြိုသိနေလို့နောက်ဆုံးအနေနဲ့သူများအယူလုံတာမခံရစေနဲ့လို့စေတနာနဲ့တတိပေးလိုက်သေးတယ်ထိုအချိန်မှာပဲခင်မွန်းရဲ့ကုမ္ပဏီဥက္ကဋ္ဌကြီးရောက်လာပြီးစင်ကျင်တုံတရားမရှိတဲ့အပြုမှုတွေကြောင့်ကုမ္ပဏီရဲ့ပုံရိပ်ပျက်စီးအောင်လုပ်နေတာလားဆိုပြီးလာဟောက်တော့တာပဲခင်မွန်းတွေကလည်းမပြောချင်ပေမဲ့အမှန်တရားအလုံးကိုဖော်ထုတ်ဖို့အတွက်အတွင်းရမှုမလေးယူလာတဲ့အိတ်ထဲကပုံစံတူထီလက်မှတ်တွေကိုအားလုံးရှိမှဖြန့်ကျဲပြလိုက်တဲ့သတင်းထောက်တွေကဒီလက်မှတ်တွေကပုံစံတူတွေဖြစ်နေတာကြောင့်မန်နေဂျာကြီးကိုတရားဝင်အဖြေတောင်းကြတာပေါ့မန်နေဂျာကြီးကလည်းမပြရပဲဒါကကျွန်တော်တို့ကိုရှုပ်ထွေးအောင်တက်လုပ်တာပါပြည်သူတွေရဲ့တန်တရားကိုရှင်းဖို့တက်တည်ရှိပါတယ်ဆိုပြီးကပ်ပြားနဲ့ရောင်စင်နေရာကိုချစ်ထုတ်ပြလိုက်တယ်ပြီးတော့ဒါက10နှစ်ပြည့်အထူးထုတ်ပါရှင်ဖြစ်ပြီးအရင်လက်မှတ်တွေထက်စုငွေပိုများတဲ့တန်1000တန်ဖြစ်ပါတယ်ဒီလိုပေါက်နိုင်ဖို့အခွင့်အရေးကမိုးကြိုးဖြစ်ခံရတာထက်တောင်ပိုခက်ခဲပါတယ်လို့လေစင်ကြီးနဲ့ဖြေရှင်းလိုက်တယ်ဇနီးတဲ့ကတော့မကြခင်တိုက်အိမ်ကြီးကြီးနဲ့နေရတော့မယ်ဆိုပြီးပျော်မြူးနေတာပေါ့ခင်မုန်းဖြစ်သူကမခံကျင်စိတ်နဲ့တန်1000ပေါက်တာမှန်ရင်ငွေသားအခုချက်ချင်းလဲခိုင်းလေးလို့ပြောတော့ဇနီးတဲ့ကလည်းသူမရဲ့ပတ်စံတွေကိုလုံလုံခြုံခြုံရှိစေချင်တာကြောင့်ချက်ချင်းထုတ်ပေးဖို့မန်နေဂျာကိုပြောတယ်ဒါပေမဲ့မန်နေဂျာကဥပဒေကြောင့်ပြပြီးစီးမြင့်တွေရတန်း900ကျော်တဲ့စုကြီးတွေကိုဌာန3ခုကနေပူးတွဲစစ်ဆေးရမှာဖြစ်လို့3ရက်မြောက်နေ့မနက်10နာရီကြာမှလာထုတ်ပါလို့အချိန်ဆွဲလိုက်တယ်တစ်ဖက်မှာလည်းဥက္ကဋ္ဌကြီးကခင်မွန်းတွေကိုကုမ္ပဏီပုံရိပ်ထိခိုက်စေတယ်ဆိုပြီးအလုပ်ကနေထုတ်ဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်ခင်မွန်းကလည်းကျွန်တော်လုပ်တဲ့3နှစ်အတွင်းမှာတစ်ခါမှမလိမ်ဘူးပါဘူးအခုထီလက်မှတ်ကြီးကလည်းတန်း100ကနေတန်း1000ဖြစ်သွားတာအတိတ်ပဲမရှိဘူးလို့ရှင်းပြပေမဲ့ဥက္ကဋ္ဌကမင်းကိုမယုံလို့မဟုတ်ပါဘူးဒါပေမဲ့မင်းမှာအခုထီတက်တည်မပြနိုင်သေးလို့မီဒီယာတွေရဲ့ရိုက်ခတ်မှုကြောင့်ကုမ္ပဏီအကြီးအကျယ်ထိခိုက်နိုင်လို့ပါလို့ညင်းတယ်အဲ့ဒီမှာအတွင်းရင်းမှုမလေးကဝင်ပြီးထီလက်မှတ်တစ်ဆောင်ကြောင့်နဲ့အလုပ်ထုတ်တာမဖြစ်သင့်ပါဘူး3ရက်နေလို့စုငွေတကယ်ရသွားရင်လိမ်ညာမှုနဲ့အလုပ်ထုတ်ပေးပါလို့ကူပြောပေးလို့ဥက္ကဋ္ဌလည်းသဘောတူလိုက်ရတယ်အဲ့ဒီအချိန်မှာပဲထီချုပ်ရုံးမန်နေဂျာကအကွက်အတစ်တစ်ခုထပ်ရွှေ့လိုက်တယ်ဒါပေမဲ့အထူးခွင့်ရေးတော့ရှိသေးတယ်ဒီနေ့စပုံငွေ3.2တန်းပေးရင်တော့ချက်ချင်းထုတ်ယူနိုင်ပါတယ်လို့ပြောလိုက်တယ်ဘေးကလူတွေကအရင်ကတခါမှမကြားဘူးတာမို့တန်တရားဝင်ကုန်ကြပေမဲ့ဇနီးတဲ့ကတော့စုချင်းငွေချက်ချင်းရချင်စောနဲ့အခုပဲပတ်စံသွားရှာပြီးလွှဲပေးမယ်လို့ပြောတော့တာပဲဇနီးတဲ့ရဲ့တငယ်ချင်းတွေကလည်းကက်ထဲရှိသမျှငွေလေးတွေနဲ့ဝိုင်းကူကြတယ်သူမရဲ့ရီးစားကိုလည်းကူညီပေးဖို့ပြောတော့ကုမ္ပဏီအသစ်ထောင်ကစမိုးကတ်ထဲမှာထမင်းဖိုးတောင်မရှိသေးဘူးဆိုပြီးရှောင်ထွက်တယ်အဲ့ဒီအချိန်မှာခင်မွန်းတီစီကိုဖုံးဝင်လာပြီးအရှင်ဇနီးဟောင်းနဲ့တထေးတို့ရဲ့လူလိမ်မှုတစ်ခုရှိနေလို့အကူအညီလိုပါတယ်အခုချက်ချင်းဟိုတယ်ကိုလာပေးပါတယ်ဇနီးဟောင်းတို့အုပ်စုကလည်းအောင်ပွဲခံဖို့ဟိုတယ်ကိုသွားတဲ့အချိန်မှာတော့ထီယုံကျုပ်မန်နေဂျာကဥက္ကဋ္ဌကြီးခိုင်းတဲ့အတိုင်းကျွန်တော်အကုန်လုပ်ပေးပြီးပါပြီလို့ပြောတော့ဥက္ကဋ္ဌကြီးကလှောင်ပြုံးပြီးကောင်းပြီးစုငွေတဲကမင်းရတဲ့လောက်ကိုငါပေးမှာပါဒီညစုငွေတွေကတိန့်တရာအကောင့်ထဲဝင်တော့မှမို့လို့တငယ်ချင်းအုပ်စုကဇနီးဟောင်းကိုဝိုင်းပြီးမြောက်ပင်ပြောဆိုနေကြတာပေါ့အဲ့ဒီအချိန်ခင်မွန်းဟောင်းနဲ့တိုးတဲ့အခါသူတို့အုပ်စုကဘာလဲသူမရဲ့အောင်ပွဲခံပစုံထုတ်ဟင်းကိုစားကျင်လို့လာလားဆိုပြီးဝိုင်းလောင်ပြောင်ကြတဲ့ခင်မွန်းဟောင်းကတော့အေးဆေးပဲမင်းကအဲ့ဒီတန်း1000ကြီးကမိုးပေါ်ကကြလာတဲ့ထင်းနေတာလားမင်းလက်မှတ်ထိုးခဲ့တဲ့စာချုပ်တွေအကောင့်တွေကမင်းကိုပြန်ပြီးအတုံးချနေတာမင်းအခုလူလိမ်မှုမှာတန်တရားရှိနေသူဖြစ်နေပြီလို့သတိပေးလိုက်တယ်ဒါပေမဲ့ဇနီးဟောင်းရဲ့ရီးစားအသစ်ကကြားဖြတ်ပြီးဒီည9နာရီမှာတန်တရားအကောင့်ထဲဝင်လာတော့မှမို့လို့သူတမင်တက်ချင်းချောက်နေတာဖြစ်မှာပါလို့ဝင်ပြောတာပေါ့အဲ့ဒီရီးစားကဇနီးဟောင်းကိုကပ်ပြီးကိုတို့ကုမ္ပဏီအတွက်အရေးတကြီး2တန်းလိုနေလို့အခုရင်းနှီးမြှုပ်နှံလိုက်ရင်မကြခင်တန်း1000ဖြစ်လာမှလို့ဆွဲတော့တာပဲဇနီးဟောင်းကလည်းငါစုချင်းငွေဝင်လာတာနဲ့နင့်ကိုအရင်ဆုံးပေးမယ်လို့ပြောပေမဲ့ဟိုကောင်ကဘိုက်ထဲကကလေးကိုတကယ်ချစ်ရင်အခုချက်ချင်းလွှဲပေးပါလို့အကြက်ကင်ပြန်ရောဒါနဲ့ဇနီးဟောင်းလည်းချင်းငွေအကောင့်ထဲကနေယူပေးဖို့လုပ်တဲ့အချိန်မှာတက်တန်းကျော်နေတဲ့ပေးချေမှုတွေများလွန်းလို့အကောင့်ကရက်ဆိုင်ခံထားရတာကိုတွေးလိုက်ရတဲ့ခင်မွန်းဟောင်းကလွန်ခဲ့တဲ့3လအတွင်းမှာချင်းငွေ18ခုတောင်ယူထားတဲ့အပြင်ပေးရမယ့်ရက်တွေကျော်နေလို့ဘဏ်ကပိတ်လိုက်တာလေအခုတော့ဘီလီယံနာကထုရှင်မကြီးက2တန်းတောင်ရွှေ့လို့မရတော့ဘူးပေါ့လို့လောင်ပြီးခနဲ့လိုက်တဲ့မြောက်ပင်ပေးနေတဲ့တငယ်ချင်းတွေကလည်းဒါကိုမြင်သွားတော့တထေးရောင်ဆောင်နေတာလားဆိုပြီးတန်တရားဝင်ကဝိုင်းလောင်ကြပြန်ရောဇနီးဟောင်းလည်းတိတ်ခါကြမခံနိုင်တာနဲ့9နာရီမှဝင်မဲ့ပတ်စံကိုမစောင့်နိုင်တော့ပဲငွေရမှအိမ်အသစ်ကြီးဝယ်မဲ့ဆိုကသူမရဲ့မိဘအမွေဆိုင်အိမ်ကိုရောင်းချပစ်ဖို့အိမ်ရောင်းစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်9နာရီထိုးပြီးမို့လို့စုငွေဝင်လာမှကိုအားလုံးရင်ခုန်စွာစောင့်နေတဲ့အချိန်လူတစုအခန်းထဲဝင်လာကြတယ်ဇနီးဟောင်းတို့ကထီလုပ်ငန်းအဖွဲ့ကနေပတ်စံလာပေးတယ်ထင်ပြီးဝမ်းသာအားရပျော်သွားကြတာပေါ့ဒါပေမဲ့ထင်ထားသလိုမဟုတ်ပဲဝင်လာတဲ့လူတွေကချေးထားတဲ့ရှစ်တန်းအခုချက်ချင်းမပေးနိုင်ရင်ဒီခန်းထဲကနေဘယ်သူမှထွက်မသွားရဘူးလို့အကျွေးလာတောင်းတာဖြစ်နေတယ်ဇနီးဟောင်းလည်းလက်ဖြတ်သွားပြီးဘာလို့စုငွေကအခုထိမရောက်လာသေးတာလဲဆိုပြီးကြောက်လန့်တုန်ရင်နေချိန်ခင်မွန်းဟောင်းကပြက်ပြက်သားသားပဲပြောလိုက်တယ်အဲ့ဒီပတ်စံကဘယ်တော့မှလာမှမဟုတ်ဘူးအဲ့ဒီထီလက်မှတ်ကအတူကြီးတဲ့ဇနီးဟောင်းလည်းယူမတက်ဖြစ်သွားပြီးသူမရေးစားကိုအားကိုးတကြီးနဲ့ဘယ်လိုလုပ်ရမလဲမေးတော့ဟိုကောင်ကချက်ချင်းမျက်နှာပြောင်းပြီးငါနင့်ကိုချင်းငွေတွေယူဖို့မပြောခဲ့ဘူးနော်နင်ကိုယ်တိုင်လူတော်တိုးပြီးကြွားချင်လို့ယူခဲ့တာလို့ခြေဆုပ်လက်ဆုပ်ညင်းပါလေရောမြောက်ပင်ပေးခဲ့တဲ့တငယ်ချင်းတွေလည်းသူမကိုကူရမဲ့ဖြစ်ကုန်ကြပြီးအဲ့ဒီအချိန်မှာထီယုံချုပ်မန်နေဂျာတို့လူစုအခန်းထဲကိုရောက်လာကြတယ်ပြီးတော့စောက်ခိုင်းပြီးလို့စိတ်မရှိပါနဲ့
ဂုံယူပါတယ်တန်းတရာကိုမင်းရဲ့ Prahita Foundation နဲ့ထည့်ပေးလိုက်ပါပြီလို့ပြောလိုက်တဲ့ဇနီးဟောင်းလည်းအဲ့ဒီစကားကြားလိုက်ရတော့မှအကျွေးရှင်တွေရှိမှမျက်နှာပန်းပြန်လာသွားပြီးတွေ့လားငါအခုမှတကယ်ဘီလီယံနာစစ်ဖြစ်သွားတာဆိုပြီးပြန်ပြောသွားတာပေါ့မန်နေဂျာကလည်းဆက်ပြီးအခုကတန်းတရာပဲရှိသေးပေမဲ့ရက်အနည်းငယ်အတွင်းမှာတန်းတစ်ထောင်ထပ်လွှဲပေးပါလိမ့်မယ်လို့ပြောတယ်အဲ့ဒီအချိန်မှာပဲရဲရရှိတွေရောက်လာပြီး Foundation ကိုငွေခဝါချမှုလိမ်လည်မှုစာရွက်စာတမ်းအတူပြုလုပ်မှုတွေကြောင့်ဖမ်းဝရမ်းထုတ်လိုက်တဲ့ဇနီးဟောင်းကကြောက်လန့်နဲ့ဒါကငါရဲ့ထီစုမဲမဟုတ်ဘူးလားလို့မေးတော့မှရဲရရှိကနင့်ရဲ့ထီလက်မှတ်ကတရုတ်ဆောင်တဲ့ပစ္စည်းတက်ပဲလို့အမှန်တရားကိုပြောပြလိုက်တယ်တကယ်တော့ဥက္ကဋ္ဌဟောင်းနဲ့အပေါင်းအပါတွေဟာကုမ္ပဏီအတူတွေကတဆင့်မတန်ရှင်းတဲ့ပတ်စံတွေကိုရွှေ့ပြောင်းမှုဇနီးတဲ့ရဲ့နာမည်နဲ့ရန်ပုံငွေအဖွဲ့တူထောင်ပြီးငွေခဝါချဖို့အတွက်ထောင်ချောက်ဆင်ခဲ့ကြတာဥက္ကဋ္ဌဟောင်းတို့ကရှောင်ထွက်ဖို့ကြိုးစားတော့ခင်မွန်းတွေကိုရရှိထားတဲ့ဗီဒီယိုမှတ်တမ်းသက်သေတွေနဲ့အကုန်လုံးကိုဖော်ထုတ်ပစ်လိုက်တဲ့ဥက္ကဋ္ဌတို့တစ်ဖွဲ့လုံးအဖမ်းခံလိုက်ရပြီးဇနီးတွေကလည်းထောင်ထဲဝင်ရတော့မှမို့အတိတရားရသွားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ